တို့ဒီခေါက်မှာတော့တို့ image recognition ဆိုတဲ့ကောင်းလေးကို OpenCV လေးနဲ့ဘယ်လိုလုပ်ရမလဲဆိုတာကိုလုပ်ပြပေးတာမှာဖြစ်ပါတယ်အဲ့တော့ OpenCV က open source library ပေါ့နော်သူက Python အတွက်လည်းသူကသုံးလို့ရတယ်အဲ့တော့ OpenCV နဲ့အရင်ဆုံးလုပ်ရှင်တယ်ဆိုလို့ရှိရင်တော့ install လုပ်အောင် install လုပ်ဖို့အတွက်ဆိုလို့ရှိရင်တော့လို့ရှာလို့ရမယ်ဆိုတော့ OpenCV Python install အဲ့လိုရှာကြည့်တယ်အဲ့တော့ guest တက်လို့နော်အဲ့တော့အဲ့မှာဆိုလို့ရှိရင်အဲ့ဒီမှာဘာ Windows 3နဲ့ load လုပ်တဲ့ Python 3အဲ့တော့သွားမဲ့ command က pip3 install opencv-python ဆိုတဲ့ command လေးနဲ့အရင်ဆုံး install လုပ်ပြီးဖို့လိုအပ်လိမ့်မယ်ကျွန်တော်ကတော့ install လုပ်ပြီးသားဆိုတော့မလုပ်ပြတော့ဘူးဘာမှခက်ခဲတာတော့မဟုတ်ဘူး command prompt လေးဖွင့်ပြီးဆိုလို့ရှိရင် pip3 install opencv-python ဆိုတဲ့ဒီမှာပြထားတဲ့ command လေးကိုထည့်ပြီးတော့ install လုပ်ပြရမယ်ဒီကြတော့မှကျွန်တော်ပြတဲ့ဥစ္စာတွေလိုက်ပြီးတော့လုပ်ကြည့်လို့ရမှာဖြစ်ပါတယ် okay အဲ့ဒါဆိုရင်တော့စလိုက်ရအောင်เนาะအဲ့တော့ကျွန်တော်အရင်ဆုံးကတော့မလုပ်မလဲဆိုတော့ Python file နဲ့အရင်ဆုံး create လုပ်ပါမယ်နာမည်ကိုimage detection.py ပေးတယ် okay အဲ့ဒါပြီးပြီဆိုရင်တော့မလုပ်မလဲဆိုတော့ import cv2 ပြီးလို့ရှိရင်မလုပ်မလဲဆိုတော့ cv2 ဆိုတာကြတော့ကျွန်တော်တို့ OpenCV မှာရှိတဲ့ module တစ်ခုကိုမှတုံးပြီးတော့လိုအပ်တဲ့ကောင်တွေကိုတို့အရင်ဆုံး import လုပ်တာဖြစ်ပါတယ်အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်တို့ဒီမှာရှိတဲ့ဓာတ်ပုံတွေကိုဖတ် human.jpg ဆိုတဲ့ကောင်ဖတ်အဲ့မယ်ဆိုတော့ဘယ်လိုဖတ်မလဲဆိုတော့ကျွန်တော်တို့ group photo တဲ့ဟိုမှာ label တဲ့ဟိုမှာသွားပြီးဖတ်အဲ့တော့ဘယ်လိုဖတ်မလဲဆိုတော့ဒီ cv2 ဆိုတဲ့ module လေးတုံးချမယ် cv2.imread image name က human.jpg အဲ့ကောင်လေးဖတ်မယ်ဖတ်ပြီးပါပြီဆိုလို့ရှိရင်တော့အရင်ဆုံးစမ်းပြီးပြကြည့် cv2.im_show ဒီနာမည်ကိုကြတော့ group photo လို့ပေးလိုက်မယ်ဘယ်က photo နာမည်လဲဆိုတော့ group photo account နာမည်ဖြစ်တယ် okay ပြီးလို့ရှိရင် cv2.weight key of 0အဲ့ဒါတော့ခဏပြန်ရှင်းပြပေးမယ်နော် weight key ကပါလို့ခဏပြန်ရှင်းပြပေးမယ်ပြီးလို့ရှိရင် cv2.destroy all windows လိုက်လို့ပြီးရင်စိတ်မှန်အဲ့တော့ဒီ code တွေကဘာရေးရတယ်ဆိုတော့အကြောင်းချင်းပြန်ရှင်းပြရမယ်ဆိုလို့ရှိရင်တော့ဒီတော့ cv2 ဆိုတဲ့ OpenCV library ဒါမှ open source software ကိုတော့ဒီလို import လုပ်တယ်ဒီကောင်သုံးမှာဖြစ်တဲ့ကြောင့်ဒီလို Python ကနေ import လုပ်ပြရမယ်ပြီးလို့ရှိရင် cv2.imread ဆိုတဲ့ကောင်နဲ့ human.jpg ကိုဒီဓာတ်ပုံဖတ်ပေးမယ်အဲ့ဒါကို group photo နဲ့တွားထည့်တယ်ပြီးလို့ရှိရင် im_show ဆိုပြီးတော့အဲ့ဒီဓာတ်ပုံဖော်ပြပေးမယ် group photo အနေနဲ့နာမည်ပေးလိုက်တယ်ဒီ group photo ကကြတော့ဒီအပွားကောင်ဓာတ်ပုံဖော်ပြပေးမယ်ပြီးလို့ရှိရင် weight key of 0ဆိုတာကြတော့ကျွန်တော်တို့ဓာတ်ပုံပြပြီးသွားပြီဆိုလို့ရှိရင်တော့ key တစ်ခုခုနှိပ်ပါဒီမှာကတော့ under ခောက်လိုက်မယ်ဆိုလို့ရှိရင်ဘာဖြစ်မလဲဆိုတော့ destroy all windows ဆိုပြီးတော့ပြလာတဲ့ဓာတ်ပုံကသူ့ဘာတော့ပိတ်သွားတယ်ဟုတ်ပြီနော် okay အဲ့ဒါကတော့တကြောင်ချင်းစီကိုမှပြန်ပြီးရှင်းပြခဲ့တာဖြစ်ပါတယ်အဲ့တော့အဲ့ကောင်လေးချက် run ကြည့်မယ်နော်ဟိုပိုင်းကလေးတာမယ် Python image detection.py အဲ့ဒါဆိုလို့ရှိရင်တော့တို့ခဏထည့်ထားတဲ့ပုံလေးကိုဒီလိုမျိုးဖော်ပြပေးလို့ရပါပြီအဲ့တော့နောက်တစ်စီးကဘာလုပ်မလဲဆိုတော့ဒီပုံလေးကိုကျွန်တော်တို့ gray scale လေးပြောင်းကြည့် gray color လေးပြောင်းကြည့်ဘယ်လိုပြောင်းလို့ရမလဲဆိုတာကကျတော့ခိုင်လုပ်ပြပေးမယ်အဲ့တော့အခုတော့ဒီဓာတ်ပုံပေါ်လာပြီဆိုလို့ရှိရင်တော့ပြန်ဖြောက်ချင်တယ်ဆိုလို့ရှိရင်ခုနကပြောခဲ့တယ်ဘာလဲဆိုတော့ weight key of 0အဲ့ဒါကြတော့ဘာလဲဆိုတော့ key နှိပ်ခဲ့မယ်ဆိုလို့ရှိရင်ဒီမှာတော့ enter ခောက်ခဲ့မယ်ဆိုလို့ရှိရင်တော့ destroy all windows ဆိုတဲ့ကောင်ကအလုပ်လုပ်သွားလိမ့်မယ်အဲ့တော့ကျွန်တော်အခုပဲ enter ခောက်လိုက်မယ်ဆိုလို့ရှိရင်ဒီ window ဖြစ်တဲ့ဒီဓာတ်ပုံတွေကသူ့ဘာလို့ပိတ်သွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် enter ခောက်လိုက်အဲ့ဒါဆိုလို့ရှိရင်ပြီးပါတယ်နော် okay ဟုတ်ပြီ that's why window ဒီ SC အော်ဒီမာနေပြန်စမ်းကြည့် enter ခောက် okay
အောက်မှာအဲ့ဒါကင်းပါနော်အဲ့ဒါမရှိတော့ဟုတ်ပြီအဲ့တော့ဒီကောင်လေးကိုကျွန်တော်တို့က grayscale နဲ့ပြခြင်းတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုတော့ gray photo ဆိုတဲ့ variable တဲ့ဟိုမှာ cv2.convert cvd တဲ့နာမည် convert ပြောချင်တာပါ convert ကတာ group photo cv2.color bgr to gray bgr to gray အဲ့ဒါဆိုလို့ရှိရင်သူ့ဘာလာတို့တခါတည်းပဲ gray color လေးပြောင်းပြီးတော့မှာဖြစ်ပါတယ် okay အဲ့တော့ gray color ပြောင်းပြီးမှဆိုလို့ရှိရင်တော့ဘာလုပ်မလဲဆိုတော့လာသွားပြီးတော့ save မယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်ရမလဲဆိုတော့ I am right ဆိုတဲ့ comment ကိုရေးရဘယ်လိုတော့မလဲဆိုတော့ cv2.im right အဲ့တော့ gray color ပြောင်းသွားတဲ့ photo ကိုအတိတ်မှတ်ချင်တယ်ဆိုလို့ရှိရင် I am right နဲ့သုံးမယ်အဲ့တော့နာမည်ကိုဘယ်လိုပေးမလဲဆိုတော့ group photo copy.jpg အဲ့လိုနေနဲ့အသေး create လုပ်ရမယ်အဲ့ဒါမှ gray photo ဆိုပြီးတော့ဒီကောင်လေးပါတယ် okay အဲ့လာပြီးလို့ချင်းဒီအောက်အကောင်တွေကကျတော့ wiki တွေပါတော့ခဏဖြောက်ထားတယ် okay ဒီစိတ်မှတ်မယ်ဒီပြန်စမ်းကြည့်နော်ပြန်စမ်းကြည့်မှာကြတော့ဘာမှရေးရမယ့် command က python image dashin.p အဲ့တော့ရှင်ဒီမှာ group photo copy ဆိုတာဟုတ်လားအဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီမှာအညူရောင်လေးဖြစ်တဲ့ဓာတ်ပုံလေးရတာနော် okay အဲ့တော့ကျွန်တော်တို့နောက်ပိုင်းမှာဆိုလို့ရှိရင်ဘာလုပ်မလဲဆိုတော့ OpenCV ရဲ့နောက်တဲ့ feature တစ်ခုဖြစ်တဲ့ classifier တွေတောင်းပြီးတော့မှဒီမှာလူတွေရဲ့ဓာတ်ပုံတွေကိုတော့တို့သူ့ရဲ့မျက်နှာကိုမှ quality တက်လုပ်တတ်ပေါ့နော်ဒီမှာမျက်နှာရှိတယ်ဆိုလို့ရှိရင်မျက်နှာလေးမှာ4000ကွက်လေးနဲ့အဲ့မှာဒီတက်ရှိပါတယ်ဆိုပြီးတော့တောင်းလေး4000ကွက်လေးနဲ့ပြပြီးတော့မှဒီတက်လုပ်တဲ့ပုံစံကြည့်ကြမှာဖြစ်ပါတယ်အဲ့တော့ဒီဘန်းကိုကြည့်ရှုပြီးတော့ကျေးအားလုံးကျေးဇူးတင်ပါတယ်နောက်ပိုင်းမှာဆိုလို့ရှိရင်တော့ဒီကောင်လေးကိုမှ application ပုံစံမျိုးနဲ့ရေးပြပြီးတော့လုပ်ပြပေးပါ okay ပါ